Grade 11 Maths Exercise 1.1 နဲ့ကပါပဲနံပါတ်8ကလေးကိုဒီချက်ရှင်းပြထားပါတယ်မိခွန်းလေးတွေကတစ်ခုနဲ့တစ်ခုမေးထားတဲ့သဘောတရားလေးတွေမတူတဲ့အတွက်ဒီချက်ကတော့မိခွန်းရဲ့သဘောတရားကိုအဓိကထားပြီးတော့နားလည်အောင်ရှင်းပြထားတာဖြစ်ပါတယ်မင်္ဂလာပါဒီချက်ကတော့ထက်တန်းသင်ကြားရဲ့သင်ခန်းစာတွေကိုရှင်းပြပေးနေတဲ့ဒီ channel ဖြစ်ပါတယ်ဒီ channel ထဲမှာ Grade 10 Maths ရဲ့သင်ခန်းစာတွေကိုလည်း Chapter 1 to 10ရှင်းပြပေးတာဖြစ်တဲ့အတွက် playlist အလိုက်လေ့လာလို့ရတဲ့အကြောင်းဒီချက်ကသတင်းကောင်းလေးပါလိုက်ပါတယ်နော်အခုဒီချက်ရှင်းတာလေးကြည့်ရအောင်နော် Number 8 ကိုရှင်းမှာဖြစ်ပါတယ် Given that the remainder when f of x equal to x2 minus x squared plus ax is divided by x plus a when a greater than 0 is twice the remainder when f of x is divided by x minus 2a find the value of a find also the remainder when f of x is divided by x minus 2တော့ကိန်းနှန်းလေးရတော့တစ်ခုပဲရှိတယ်အဲ့ဒီကိန်းနှန်းကို x plus a နဲ့စားလို့ရတယ် remainder နဲ့ x minus 2a နဲ့စားလို့ရတယ် remainder ကိုနှိုင်းယှဉ်ပေးထားတာဖြစ်ပါတယ်ဒီ remainder တစ်ခုကိုနှိုင်းယှဉ်ပြီးတော့ဒီချက်လို့ a တန်ဖို့ရှာမှာဖြစ်တယ်ရှာရင်တဲ့ a ဒီ0ထက်ကြီးတယ်ဆိုတော့အပေါင်းကိန်းတွေဖြစ်ရမယ်နော်ပြီးရင် x minus 2နဲ့စားလို့ရလာတဲ့ remainder ကိုလေးရှာပါလို့မေးတာဖြစ်ပါတယ်အဲ့တော့မိကုံကနှစ်ခုမေးတယ် a တန်ဖို့မေးတယ်နောက်တစ်ခါဒါ f of 2ပေါ့နော် f of 2ဆိုရင်ဘယ်လောက်လဲလို့မေးတာဖြစ်တယ်နော်အဲ့တော့ကျတို့ a တန်ဖို့ရှာဖို့အတွက်ဒီမှာ twice the remainder ဆိုတဲ့နော်ဒီဒါလေးပေးထားတာဖြစ်တယ်အဲ့ဒါလေးကိုသုံးပြီးတော့ရှယ်လို့တွက်မယ်နော်အဲ့ a တန်ဖို့မတိကိန်းတစ်လုံးကိုရှာတာဖြစ်တဲ့အတွက်ဒီရှယ်တို့မှာ equation တစ်ကြောင်းရရမယ်အဲ့တော့ဒီမှာ f of x ရှိတယ်သူ့ကိုဒီကတော့ x plus a နဲ့စားမယ်ဆိုလို့ရှိရင် f of minus a ဖြစ်မယ်နော်နောက်တစ်ခါ x minus 2a နဲ့စားတယ်ဆိုရင်ဒါ f of 2a ပေါ့ remainder ကအဲ့တော့မှ तू ကဒီမှာရေးထားတယ်နော်ဒီ x plus a နဲ့စားတဲ့ remainder ဒီ x minus 2a နဲ့စားတဲ့ remainder ရဲ့နှစ်ဆနဲ့ညီတယ်လို့ပြောတဲ့အတွက်ဒီရတို့က equation ချတဲ့အခါမှာ f of minus a equal to 2 into f of 2a ဆိုတဲ့ဒီညီမျှခြင်းလေးနဲ့ဒီချက်တို့ equation ချပြီးတော့ a တန်ဖို့ရှာမှာဖြစ်ပါတယ်တွက်တာလေးကြည့်အောင်နော်ဒီဘုံမှာတော့မိဘမှာလည်းကွာ f of x လို့ပါပြီးသားဖြစ်တဲ့အတွက်ဒီချက်တို့ led လက်လို့ထည့်ရေးစရာမလိုဘူး။ဒါဆိုရင် f of x equal to x2 minus x squared plus ax နော်ပြီးတော့ဒီချက်တို့ရဲ့ဒီ a ကိုရှာဖို့အတွက်ညီမျှခြင်းလေးရေးမယ် f of minus a equal to 2 into f of 2a ဒါဆိုတော့ဒီချက်တို့ဒီညီမျှခြင်းလေးကိုရှင်းပြခဲ့ပြီးပြီနော်ဒါကတော့ဘယ်အရာလဲဆိုရင်ဒါဒီချက်တို့ကခိခဲအရာပေါ့နော်ဆိုတော့မှဒီမှာ minus a လေးစားသွင်းမယ် minus a the whole cube minus a the whole square plus a into minus a equal to ဒီဘက်မှာတော့ဒီချက်တို့ဝင်လေးခတ်လိုက်မယ်ပြီးတော့မှ 2a the whole cube minus 2a the whole square plus a into 2a ဆိုတာလေးရမှာဖြစ်တယ်ဆက်ရှင်းမယ် minus a cube minus a square minus a square ပဲ equal to ဒီဘက်ကတော့ 2 into 8a cube minus 4a square plus 2a square ဆိုတာလေးရမယ်အဲ့တော့ minus 4a square နဲ့ 2a square နဲ့ဒီချက်တို့ဒါလေးကိုရှင်းလိုက်မယ်ဆိုလို့ရှိရင် minus 2a square လို့ရမှာဖြစ်တယ်အဲ့ဒါလေးကိုဒီချက်ဒီမှာထပ်မထည့်တော့ဘူးဒီမှာ2နဲ့မြုပ်တော့ပဲချင်းခါလေးရေးမယ်ဒါကြောင့်မို့လို့ဒီဘက်ကတော့ minus a cube ဒီဘက်က minus 2a square equal to တစ်ဖက်မှာတော့ 16a cube minus 4a square ဆိုတာကိုရမှာဖြစ်တယ်ပြီးတော့ဒီချက်တို့เนาะ a တွေအားလုံးကိုတစ်ဖက်ကိုပို့လိုက်မယ်အဲဒါဆိုရင် minus a cube minus 2a square minus 16a cube plus 4a square ရမယ် equal to တစ်ဖက်မှာက0ဆိုတော့တူတာလေးတွေတွဲလိုက်မယ်เนาะ a square
ပုံထုတ်လိုက်မယ်အဲ့တော့ minus 17a plus 2 equal to 0နေရမယ်အဲ့တော့ a square equal to 0 or minus 17a plus 2 equal to 0ရမယ်ဒီကနေဒီချက်တို့က a square equal to 0ကတော့ impossible ဖြစ်သွားပြီဘာဖြစ်လို့လဲဆိုရင်တော့ a greater than 0ပို့လို့เนาะဒီမှာဘာကြောင့်လဲဆိုရင်တော့ဒီမှာ a greater than 0လို့ပေးထားတာဖြစ်တယ် therefore a equal to 2 over 17ဆိုတဲ့အဖြေလေးရပါမယ်ဆိုတော့ a ရပြီဆိုရင်ကျဲလို့ဒီ equation မှာပြန်ပြီးတော့စာသွင်းမယ်ပြီးရင်ဒီ f of 2လေးရဲ့တန်ဖိုးလေးကိုရှာပေါ့နော် for a is equal to x cube minus x square plus a နေရာမှာကျဲလို့က2/17ထည့်မယ်2/17x ပေါ့နော်ဆိုတော့ f of 2တန်ဖိုးလေးတွေထည့်လို့ရှာမယ်ဆိုရင်2 cube minus 2 square plus 2 over 17 into 2ဖြစ်မယ်အဲ့တော့ equal to 8 minus 4 plus 4 over 17ဖြစ်တဲ့အတွက်ဒီအရှိက4 plus 4 over 17ဟုတ်နော် therefore remainder equal to 4 by 17ဆိုတဲ့အဖြေလေးကိုရပါတယ်မြင်လားပါ